Hello တတမမီတို့အားလုံးမင်္ဂလာပါဒီနေ့တတမမီတို့ကိုပြောပြမယ့်ပုံပြင်လေးကတော့ပညာရှိရုံလေးရဲ့ဆက်တောင်းမြန်ပုံပြင်ပဲဖြစ်ပါတယ်။ဟိုးရှိတုန်းကတောလက်ကြီးတစ်ခုမှာခြေလေးကြီးတစ်ကောင်ဟာတော်တွင်တရိษံတွေကိုမင်းမှုပြီးနေတယ်တဲ့။ဒီနေ့မှာတော့အချင်းလေးကြီးဟာတရိษံတွေအားလုံးကိုစီးဝေးခေါ်ပြီးပြောတယ်တဲ့။ငါတော့တဲ့မဲလိုက်ထွက်မယ်ဆိုရင်မင်းတို့အားလုံးငါ့ကိုကြောက်ပြီးစိတ်ပူပန်နေရမယ်။ဒါပေမဲ့ငါတကယ်တတ်စားတာကတော့တတိမှတားတော့မကောင်းပါပဲ။ဒီတော့တကယ်လို့ငါတို့အစီအစဉ်ကြလောက်ထားပြီးငါတို့တားကောင်ကောင်နေတိုင်းရမယ်ဆိုရင်ဒီနေ့ချင်းတိကြီးပင်ရတာတွေပေါ်လာပြီးတော့ငါ့ကိုလာကြိုက်မလဲဆိုတဲ့ကြောက်စိတ်တွေနဲ့မနေရတော့ဘူးမင်းတို့တွေနဲ့စိတ်ချလက်ချနေလို့ရသွားတာပေါ့ငါလည်းမဲလိုက်ထွက်ကြမလို့တော့ဘူးလူတစ်ဖက်စင်ပြေတာပေါ့ကွာလို့ပြောတယ်တဲ့ချင်းတိကြီးပြောတဲ့ဆိုပြချက်ကိုတော်ရင်ဒရက်ဆန်ပေါင်းမှလည်းသဘောတူလိုက်ကြပြီးတော့ညနေတိုင်းမှာမဲဖောက်ပြီးမဲကြတဲ့ဒရက်ဆန်တွေကောင်ကိုနောက်နေ့မှမှချင်းတိကြီးရဲ့လမ်းကြီးဆိုသွားခိုင်းတော့ပေါ့ကွယ်ဒီလိုနဲ့ဒီစီတိုင်းသွားခဲ့တာရင်းနေကြလာပြီးဒီနေ့မှာတော့မဲပေါက်တဲ့လက်ကယုံကလေးရဲ့လက်ဖြစ်လာတယ်ယုံကလေးကစဉ်းစားတယ်ငါကဘာလို့ချင်းလေးစားခဲ့ရမှာလဲငါဒီရက်ဆက်တဲ့အာနာယုကြီးကလွတ်မြောက်တဲ့နီလန်းကိုစဉ်းစားရမယ်ဒီလိုနဲ့ယုံကလေးဟာတညလုံးဝပဲထိုင်စဉ်းစားနေတယ်တဲ့မနေ့ရောက်တော့ချင်းလေးကြီးကနိုးလာပြီးတော့သူ့ရဲ့သားကောင်ကိုစောက်နေတယ်ဘူးလေးတစ်ထိကောင်းမှပေါ်လာဘူးချင်းလေးကြီးကတော့နေကြီးထဲကိုစကြည့်ပြီးတော့ယုံကြည်မှုကိုလွဲတောင်းစားလုပ်တဲ့တစ်စပေါက်ကောင်ကိုပြစ်ပေးလို့စဉ်းစားနေတော့ယုံကလေးကမိုးကြီးပန်းကြီးနဲ့ရောက်လာတယ်ချင်းလေးကြီးကငါကမင်းကိုမနှက်စာတော့ညှို့နေတာမင်းကဘာလို့ဒီလောက်နောက်ကျနေရတာလဲလို့မိလိုက်တယ်ဒီလိုယုံကလေးကအရှင်ကြီးနေမင်းဆက်ရှိရှိထားပါဒီတော့မှပြောပြစရာတွေရှိပါတယ်လို့ယုံကလေးကပြောလိုက်တယ်ကျွန်တော်မျိုးရှင်ချင်းနေမေးစီလာနေတော့မှတခြားချင်းတွေတကောင်နဲ့တူပြီးစားခံရတော့မလို့ကျွန်တော်ကတော့အပြည့်ပြင်းရှင်ချင်းနေမေးစီသွားနေတယ်ပါလို့ပြောလိုက်ရတယ်အဲ့ဒါကိုသူကတော့ထွက်ပြီးရှင်ချင်းနေမင်းကသူ့နေရာကိုလူပြီးပိုင်စီထားတာတဲ့သူကမှဒီတော့အောက်ကြီးရဲ့ပြင်းစစ်ပဲလို့ပြောပါတယ်သူကကျွန်တော်မျိုးကိုတောင်းတဲ့တရိษံတွေအားလုံးစီလိုက်သွားပြီးသူ့နေရာကိုလူပြီးပိုင်စီထားတဲ့အကောင်ကိုရှင်းပြဖို့တော့ဒီရဲ့ပြင်စစ်ပြန်လာပြီးလို့အထက်လေပြောခိုင်းကိုထုတ်လိုက်ပါတယ်ငါ့ကိုအဲ့ဒီပီလိန်ကောင်ကလိန်ချုံကောင်စီခေါ်သွားစမ်းလို့ချီကြီးကမိတ်ပြီးတော့ရေဝလေးကသူ့ကိုယူရင်းနဲ့ကြီးတစ်ခုစီခေါ်သွားပါတယ်ချင်းချင်းတွေမင်းထုတ်ကြည့်လိုက်ပါဒါကသူ့ရဲ့လိုင်းကူပါပဲလို့ပြောလိုက်တယ်ချင်းတွေလည်းယူရင်းနဲ့ငုတ်ကြည့်ပြီးတော့ရေမှာပေါ်နေတဲ့သူ့ရုပ်ကိုတခြားချီကြီးတစ်ကောင်ပြင်ပြီးဒေါ်ရာကြီးဟိဟောက်ပြီးတော့ယူရင်းနဲ့ခုံကြတော့တာတခါတည်းရေတဲ့ဆုပ်ဆုပ်ပြုတ်သွားပါတော့တယ်တော်တွင်တရိษံတွေကယုံကလေးရဲ့ပြောင်မြောက်ထူးထူးနဲ့လောက်ရက်ကိုသိတော့ဝိုင်းပြီးချီးကျူးကြတယ်။အဲဒီနေ့ကစားပြီးယုံကလေးဟာပညာရှိယုံကလေးကိုနာမည်ရသွားတာပေါ့ကွယ်။ဒီပုံမျိုးကိုနားထောင်ပြီးတော့တာတို့သမီးတို့လည်းကိုယ်တက်ပြီးအန်ရဲ့ကြောင်းလိုက်ရင်ဉာဏ်ပညာကိုသုံးချပြီးသူ့မြောက်အောင်ကြိုးစားရမယ်ဆိုတာမှတ်သားထားကြပါ။ကဲနောက်ရက်တွေမှာနောက်ပုံမျိုးတွေနဲ့ဆုံရအောင်။အဲနောက်ပြီးတော့ပါ။